ကဲရှင်းတိုင်းဖို့အတွက်ရာအားလုံးကိုရင်ဆိုင်ရမယ့်ကဘာပြည့်စလန်တပုတ်ထိတဲ့ The Last Days အကြောင်းကိုအတူတူကြည့်လိုက်ကြရအောင် ကဲစဉ်းစားကြည့်အောင်လေအေးပင်ကိုချီတလမ်းမိုင်းလမ်းလိုက်တာနဲ့ချက်ချင်းတည်သွားနိုင်နေဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ပါတယ်ကြောက်စရာကောင်းလေးဒီအချက်ကပ်နေပဲဇလန်းကိုစဖွင့်ထားပါတယ် အချင်းက2013ခုနှစ်ကမ္ဘာတစ်ဝန်းလုံးကိုဘာမှမသိတဲ့ကဲ့ရောဂါစံကြီးတစ်ခုရုတ်တရက်ဆိုလိုဝင်တိုက်သွားခဲ့တယ် အဲ့ဒါကိုလူတွေက The Panic လို့ခေါ်ကြတယ်မြန်မာလို့ဆိုရင်တော့ကြောက်လန့်ကယောဂါပေါ့ဆိုလိုတာကလေးဟာဖြင့်အကျယ်ကြီးနေရာတွေကိုမြင်လိုက်ယုံတဲ့ကိုလူတွေကချက်ချင်းနှလုံးရပ်ပြီးတိတ်သွားကြတာဒီတော့ဘလို့ဖြစ်လဲဆိုတော့လူသားတွေအားလုံးဟာအဆောက်အဦတွေထဲမှာပဲအကျဉ်းကျတယ်လို့နေထိုင်ကြရတာပေါ့ ဇက်လိုက်ရဲ့အဓိကဇက်ကောင်ကွန်ပျူတာပရိုဂရမ်မာမတ်ဒေလ်ကာရိုဆိုတဲ့လူတစ်ယောက်ကတော့သူ့ရဲ့ရုံအဆောက်အဦထဲမှာပိတ်မိနေတာအခုဆို3လတောင်ပြည့်သွားပြီသူ့စိတ်ထဲမှာတစ်ခုပဲရှိတယ်အဲ့ဒါကတော့ကိုဝင်နဲ့ကြံခဲ့တဲ့သူ့ချစ်သူဂျူလီယာကိုဘလို့ဖြစ်ဖြစ်ပြန်ရှာတွေ့ရမယ်ဆိုတာပဲဒီတစ်ခုတွေသောမျောလင့်ချက်ကပဲသူ့ကိုဒီလိုအချင်းကြီးကြီးထဲမှာအသက်ဆက်ရှင်နေစေတာပါအဲ့ဒီလိုနဲ့တနေ့မှာတော့သူအရန်လိုအပ်နေတဲ့ GPS တစ်လုံးကအခိုးခံလဲရတဲ့ဒီကိစ္စကြောင့်ပဲသူရဲ့သွေးအေးရက်ဆက်တဲ့ထက်အန်ဒရီကေနဲ့ထိတ်တိုက်တွေ့ပါလေရောအဲ့ဒီတွေ့ဆုံမှုကပဲသူတို့နှစ်ယောက်ရဲ့မထင်မှတ်ထားတဲ့ခရီးစဉ်ကြီးကိုစတင်စေခဲ့တာပေါ့ဒီလူနှစ်ယောက်ကလုံးဝကိုဆန့်ကျင်ဘက်တယ်မကသူမိသားစုအကဆိုဘာမဆိုလုံးမဲ့သူအန်ဒရီကေကတော့လက်တွေအရန်ကြတယ်ရက်ဆက်တယ်ပြီးတော့သူ့မှာလည်းဖုံးကွယ်ထားတဲ့လူရွက်ခွက်ချက်တစ်ခုရှိနေတယ်နောက်ဆုံးတော့သူတို့နှစ်ယောက်ကြောင်းမှာတဘိုးတူညီချက်တစ်ခုရသွားတယ်မကခင်ဗျားကျုပ်ကိုကျုပ်ချစ်သူစီရောက်အောင်လိုက်ဖို့ပေးကျုပ်မှာရှိသမျှရစ်ခါအကုန်ခင်ဗျားယူဆိုပြီးကန့်လန့်လိုက်တယ်ဒီလိုနဲ့မတက်အတူနီးဆိုသလိုဒီလူနှစ်ယောက်ရဲ့ခီးချမ်းကစတင်မှာတော့ねဟုတ်ပါပြီအခုဆိုတို့ရဲ့မြေအောက်ကဘာခရီးစဉ်စကြင်ပါပြီလူသူကိမ့်မက်နေတဲ့မျိုးကြီးရဲ့သွေးကြောလို့တင်စားရမယ်မြေအောက်ကလန်းနေထဲမှာပေါ့ အဲ့ဒီမြေရောက်ခီးမှာသူတို့အဓိကစိန်ခေါ်မှုကြီး၃ခုကိုရင်ဆိုင်ရမှာပါ၁မောင်မင်းရဲ့ဥမင်လွင်ခေါင်းဒီထဲမှာလမ်းရှာရမယ်၂အသက်ရှင်ဖို့အတွက်ဖာမဆိုလုံးမဲ့သူခိုးရင်လည်းရင်ဆိုင်ရမယ်ပြီးတော့၃လုံးဝကိုထင်မှတ်မထားတဲ့တက်တော်ကြီးတစ်ကောင်နဲ့လည်းရင်ဆိုင်တိုက်ခိုက်ရအောင်ပါ ပထမဆုံးအနေနဲ့မီးရောင်တစ်ဆက်တောင်မရှိတဲ့မီးအောက်ရထဘူရာယုံထဲမှာသူတို့သူခိုးတွေရဲ့တိုက်ခိုက်တာကိုခံရတယ်။အဲ့ဒီမှာအန်ဒရီကေကသူတို့အထက်အသက်တမအရေးကြီးတဲ့ GPS ကိုကောက်ွယ်ဖို့လူတယောက်ကိုတက်လိုက်ရတဲ့အထိဖြစ်သွားခဲ့တယ်။ဒီကဘာထက်ကဘလောက်တုံကြမ်းတိုင်းနေပြီပဲဆိုတာပြလိုက်တာပါပဲ။ ဒီနေရာမှာဇလန်းကအတိတ်ကိုခဏပြန်သွားတဲ့ကယောဂါမဖြစ်ခင်ကမခက်ရဲ့လုတ်ဖို့ကိုက်ဖက်တယောက်ကိုလူတွေကအတင်းချက်အပြင်ကိုဆွဲထုတ်သွားတဲ့အခါသူ့မျက်စိရှိမှတင်ချက်ချင်းအသက်ထွက်သွားတဲ့ကြောက်စရာမြင်ကွင်းပေါ့အဲ့ဒါကဒီ The Panic ဆိုတဲ့ယောဂဘလောက်ကြောက်ဖို့ကောင်းလဲဆိုတာကိုသက်သေပြနေတာပဲ သူတို့ရဲ့ခီးကမြေအောက်မလာပိုက်လိုင်းဒီထဲအထိရောက်သွားတယ်အဲ့ဒီမှာပိုပြီးထူးဆန်းတာကဘာစီလိုနာတရဲ့စံယုံကနေလွတ်လာတဲ့ဝက်ဝံကြီးတစ်ကောင်နဲ့တွားတိုးပါလီရောအသက်လူပြီးတိုက်ခိုက်ရတော့တာပေါ့ဒီအန်ဒီယကပဲသူတို့နှစ်ယောက်ကိုတယောက်နဲ့တယောက်အတူတူပူးပေါင်းဖို့တွန်းအားပေးဆိုင်တယ်လို့ဖြစ်သွားခဲ့တယ် ကဲဇလန်းရဲ့အထွတ်အထိပ်ပိုင်းကိုရောက်လာပါပြီဆွလွတ်ချင်းနဲ့ပြန်လဲဆုံစည်းချင်းနဲ့ဒီလိုတွက်စီးနေတဲ့ကဘာကြီးတွေကမျောလင့်ချက်နဲ့ဆုံဆုံမှုတွေအကြောင်းမို့ ဒီအချိန်မှာပဲအန်ဒီကေကသူ့ရဲ့လှုပ်ဝက်ချက်ကိုဖွင့်ပြောလာတယ်သူတကယ်သွားကျင်နေတဲ့နေရာကကဘာကြီးမပြည့်စည်ခင်သူ့အဖေသက်နေခဲ့တဲ့စီးုံစီကိုပါပဲအဲဒီတော့မှအရင်ကရက်ဆက်တယ်လို့ထင်ရတဲ့သူ့ရဲ့လူသားဆန်တဲ့စစ်ကိုစမြင်လာရတာပေါ့ ဒါပေမဲ့ဗျာကန်ဂျမာကမင်းနာသားမပေးဘူးလက်မတွေ့တဲ့လူတယောက်ကတည်င်းဆိုကြီးတစ်ခုပါလာတယ်အန်ဒရီကေသွားချင်နေတဲ့ဆေးရုံကမီးလောင်ပြားကျသွားပြီတယ်လေအဲ့ဒီတည်င်းကိုကြားလိုက်ရတဲ့အချိန်မှာအန်ဒရီကေရဲ့မျိုးလင်းချက်တီအားလုံးတစ်စစ်စီကြေမိုးသွားခဲ့ရတယ်တစ်ဖက်မှာလည်းမတ်ကသူချစ်သူဂျူလီယာအလုပ်လုပ်ခဲ့တဲ့ဂုံနိုင်ကြီးစီကိုအရောက်သွားနိုင်ခဲ့တယ်ဒါပေမဲ့သူရောက်သွားတဲ့အချိန်ကဂုံနိုင်ထဲမှာအသက်ရှင်ကျန်တဲ့သူတွေအဆအဆအတွက်အပြင်းထန်တိုက်ခိုက်လူရနေတဲ့အချင်းကြီးဖြစ်နေတယ်မားတယောက်အသက်အိုင်ဒီနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာပဲမျော်လင့်ချက်အကုန်ကုန်ပြီးလို့ထင်ရတဲ့အန်ရီကေကရုတ်တရက်ပေါ်လာပြီးသူ့ကိုကယ်တင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီကယ်တင်မှုမှာအန်ရီကေကိုလိုက်သေးလောက်တဲ့ဓာတ်တန်ရာကိုရရှိသွားခဲ့တယ်။သူ့ရဲ့နောက်ဆုံးထွက်သက်မှာအန်ရီကေကမတ်ကိုပြောခဲ့တယ်။သွားတော့ငင်းမနေနဲ့တော့မိမိသားစုနဲ့သွားတွေ့လိုက်တော့တယ်။တစ်ချိန်ကသူမုန်းတီးခဲ့တဲ့လူကိုသူ့အသက်နဲ့လဲပြီးရှစ်ဆက်ဖို့တုံ့ပို့ခဲ့တာပါ။သူ့ရဲ့ဇက်ကောင်ပြောင်းလဲမှုကိုဒီစကားတွေကတက်တီပြသွားခဲ့တယ်။ဟုတ်ပါပြီအခုမျိုးဆက်သက်တစ်ခုရဲ့အကြောင်းပျက်စီးမှုတွေကြားကနေအသက်ကသူ့လမ်းသူရှာတွေ့သွားတဲ့အကြောင်းကိုဆက်ကြည့်ရအောင်နောက်ဆုံးတော့မတယောက်ရုပ်ရှင်ကိုတစ်ခုတည်းကနေလမ်းတစ်ဖက်ချမ်းကအဆအောင်မှာဂျူလီယာကိုလမ်းတွေ့လိုက်ရတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားမှာဖြတ်ကျော်ဖို့မချင်နိုင်တဲ့ခြေတလန်းချတာနဲ့တင်းမင်းစီရောက်သွားမဲ့လမ်းမကြီးတစ်ခုကခြာနေခဲ့တယ်ဒါပေမဲ့အချစ်ကအရာအလုံးထက်ပိုအစွမ်းထပ်ပါတယ်
မာကသူ့အသက်ကိုပရဏာမထားတော့ပဲအပြင်ကိုထွက်သူ့ကိုယ်ထဲကကြောက်စိတ်တွေကသူ့ကိုအပြင်းထန်ထိန်းချုပ်နေတဲ့ကြောင်းကနေဂျူလီယာရှီယာစီကိုလမ်းပေါ်မှာတွားပြီးဖြတ်ကူးခဲ့ပါတော့တယ် အဆုံးမှာတော့သူတို့နှစ်ယောက်ပြက်လဲဆုံးစည်းခဲ့ကြတယ်ပြီးတော့သူတို့ရဲ့သားလေးကိုလည်းကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့တယ်အံ့ဩစရာအကောင်းဆုံးကတော့အဲ့ဒီကလေးလေးဟာတပန်းနဲ့လူခေါ်တဲ့ကြောင်းလန့်ကက်ယောဂါကိုခုခံနိုင်စွမ်းရှိတဲ့ပထမဆုံးသောလူသားမျိုးဆက်ဖြစ်နေခဲ့တာပါပဲ ဒီဇလန်ကကျွန်တော်တို့ကိုမိခွန်းတစ်ခုနဲ့ခြံထားခဲ့တယ်အကြောက်တရားဆိုတာကိုမတိပဲမွေးဖွားလာတဲ့မျိုးဆက်တစ်တီကတော့ဒီလိုပြည့်စည်နေတဲ့ကဘာကြီးကိုပြန်ပြီးတိဆောက်နိုင်ပါမလားဆိုတာပါတဲ့ဒါကတော့ဇလန်ရဲ့အဆုံးမှာတွေ့မြင်ခဲ့ရတဲ့မျော်လင့်ရဲ့အယောင်ချီလေးတစ်ခုပေါ့